မတွေ့ရမဆုံးအားကြားတဲ့တကယ်ချင်းတွေလည်းပြန်တွေ့ရတယ်ဆိုတာဒါပြောစရာကောင်းတဲ့ပွဲပါမိသားစုနဲ့ပဲတက်ဖြစ်နေတာဘယ်လိုမျိုးဟုတ်ကျွန်တော်အမျိုးသမီး2ယောက်တက်ရှိမှာအကြီးတန်းနဲ့လို့ဟုတ်လားစီနီယာရိုးကကျွန်တော်မင်းသားကြီးရငယ်တယ်ခွဲတတ်ပါဘူးမင်းသားတွေကတော့မင်းသားတွေပဲပေါ့ပြိုင်နေလည်းမဟုတ်ပါဘူးညီမမေးလို့ဆိုဖြစ်ရပြိုင်နေလည်းသဘောမထားကြမယ်မထင်ပါဘူးဒီလိုပါပဲအပြော့ပါတာကျွန်တော်တကယ်ချင်းတွေအကုန်လုံးအားပြပါတယ်ဘယ်သူပဲရပါဝမ်းတာပါကျွန်တော်လက်ခုပ်တီးပြီးအပေးရမှာပေါ့အားလုံးဟုတ်ပိတ်ဆက်လာထုတ်တာဆိုတော့ပြောစရာကောင်းတာပေါ့လူတွေကျွန်တော်တို့မတွေ့ရမဆုံးအားကြားတဲ့တကယ်ချင်းတွေလည်းပြန်တွေ့ရတယ်ဆိုတာဒါပြောစရာကောင်းတဲ့ပွဲပါဟုတ်ကဲ့ပါအဲ့တော့ဒါဒီနှစ်မှာဆိုရင်ကြတော့အခုဒါမိသားစုနဲ့ပဲတက်ဖြစ်နေတာဘယ်လိုလဲဟုတ်ကျွန်တော်အမျိုးသမီး2ယောက်တက်ဖြစ်မှာဟုတ်ကဲ့ပါအဲ့တော့အကယ်ဒမီအတွက်ကြတော့ပြည်စည်းရာကြီးရှိပြောလို့ဝေစားပိုင်းတွေဘယ်လိုမျိုးရှိလဲအဲ့လို trade တော့မရှိပါဘူးကျွန်တော်ပြန်မဲ့အစင်ပြီးတော့ကုရှိရနေတယ်လို့တက်ပေါ့ကျွန်တော်လည်းတခြားတော့ပြင်ပါတယ်ဘယ်လိုပြောမလဲလို့ငကိုရီးကျွန်တော်အဲ့လို fashion တွေပါတယ်ကြတော့လေအရင်မကျွမ်းတဲ့လူဆိုတော့လေကျွန်တော်တို့တခြားတက်ရတော့ပြင်ဆင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါအရင်တော့ဆိုလို့ရှိရင်အခုအဲ့လို fashion ကအဲ့လိုထည့်သွင်းတာရှိတယ်နော်အခုနောက်ပိုင်းတော့ပေးလာတယ်တွေ့လာအဲ့အတွက်ကြောင့်မို့နည်းနည်းလေးပေါ့စိတ်ဝင်စားမှုအပိုင်းကိုကောင်းလာတယ်ကောင်းပါတယ်စုကတော့စုဆိုရဲကိစ္စကတော့ဘယ်လိုများလေးကောင်းလေးပေါ့များရရင်ကောင်းများလေးကောင်းလေးပါပဲစုရတော့ဟုတ်ကဲ့ပါဒီနှစ်အတွက်ဒါတငယ်ချင်းတွေဘယ်သူ့ကိုအားပေးမလဲဗျာကျွန်တော်တငယ်ချင်းတွေအကုန်လုံးအားပေးပါတယ်ဘယ်သူပဲရပါဝမ်းတာပါကျွန်တော်လက်ခုပ်တီးပြီးအားပေးရမှာပေါ့အားလုံးဟုတ်မင်းသားကြီးတွေအဲ့လိုပြိုင်နေနှစ်ကြတော့ဘယ်လိုမျိုးလေးဒါရှိနေလဲပွဲစုံမျိုးဘယ်လောက်ထိမြင့်နေလဲပြောလို့ရမင်းသားငယ်ကြီးပြိုင်တဲ့နှစ်ဆိုတော့ရှိလို့လားအဲ့မင်းသားငယ်ဆိုရင်နည်းနည်းပေါ့အကြီးတန်းနဲ့လို့ပဲစီနီယာရိုးကကျွန်တော်မင်းသားကြီးရငယ်တယ်ခွဲတတ်ပါဘူးမင်းသားတွေကတော့မင်းသားတွေပဲပေါ့ပြိုင်နေလည်းမဟုတ်ပါဘူးညီမမေးလို့ဆိုဖြစ်ရပြိုင်နေလည်းသဘောမထားကြမယ်မထင်ပါဘူးဒီလိုပါပဲအပြော့ပါတာကဲမီပွဲနဲ့အမတရားတော့လေခေါ်လေထူးထူးခြားခြားရတော့မဟုတ်ဘူးနှစ်တန်းတော့လေဟိုဒါကိုရီအတွက်အရေးကြီးတဲ့ပွဲအားလုံးအတွက်အမတရားရှိတဲ့ပွဲအထိမ်းအမှတ်ပွဲတစ်ခုဆိုတော့စိတ်လှုပ်ရှားသွားတယ်ပေါ့မနေ့ထဲကနေပြီးတော့ဒီပွဲပြီးသွားတဲ့အထိစိတ်လှုပ်ရှားသွားတယ်တနေ့ကုန်စိတ်လှုပ်ရှားနေရတာတော့အမြဲတမ်းအမှတ်တရဖြစ်ပါတယ်ဟုတ်တော့လောကကြီးလာဟိုမှာပေါ့လေဟလိုအကယ်ဒမီစုစရင်အခုလေ Facebook မှာ trend ဖြစ်နေတာပေါက်ကြားတယ်ဘာညာဆိုတော့အဲ့တော့အရှင်းနှစ်တွေမှာရောဘယ်လိုမျိုးလေးရှိမကြောက်ပါဘူးကျွန်တော်တို့တော့အခုမှကြောက်ပါဘူးရက်စဲပဲနေရနောက်ပိုင်းလဲလူကလုံးဝ body ဘိုင်းရတယ်တော့ fit ဖြစ်တာလည်းများလာတယ်တော့နည်းနည်းလေးကိုလှလာအဲ့မဟုတ်ပါဘူးကျွန်တော်အငြိမ်မနေတဲ့ဦးလေးကျွန်တော်လှုပ်ရှားနေတတ်တဲ့လူဆိုတော့အဲ့လေ့ကျင့်ခန်းလေးလုပ်လိုက်အားကစားလေးလုပ်လိုက်ဘာညာဆိုတော့လူကနည်းနည်းဘာဖြစ်တာပါအဲ့တော့ဟုတ်ပါလေဒီနေ့ပဲစုပ်ပြီးတော့အခုချနေတာလားအဲ့လိုမဟုတ်ပါဘူးဦးနောက်လို့ပေါ့ကျွန်တော်ငကိုရီးယားကိုငြိမ်မနေတဲ့ကောင်ဆိုတော့လေကျွန်တော်ပုံမှန်အဲ့လိုမနဲ့ညနေကိုလေ့ကျင့်ခန်းလေးတစ်ခုမှတစ်ခုကျွန်တော်လုပ်တတ်တယ်ပေါ့လက်ဝဲထိုးရင်မထိုးရင် basketball ကစားရဲပေါ့အပုံမှန်ဆိုတော့အဲ့လိုတစ်ခုမှတစ်ခုကျွန်တော်လုပ်နေကြဆိုတော့ဒီနေ့လည်းဟိုမှာလောကသားတွေအတွက်ဒါအကိုရစ်လေးတွေပေးနေရတယ်ဟုတ်တယ်ညီမလေးတွေကဟိုလေမျက်နှာအလှပြင်တဲ့ဆိုင်လေးပွင့်ထားတဲ့ခါကျတော့ဒီမှာရှိတဲ့အမတွေကိုသွားပြီးတော့ဒီမှာ academy မှာဆိုလှအောင်လုပ်ပေးရဟုတ်ကဲကျေးဇူးပါနော်အားလုံးပြိတ္တတွေကိုလည်းဒါဒီကအမတ်တရစကားလေးပါနော်ဟာအမတ်တရပါဟိုပါကျွန်တော်နားမလဲတဲ့မိကုန်းတွေလည်းမေးခံရတယ်ဗျာကျွန်တော်မသိတဲ့အကြောင်းအရာတွေလည်းသိရပါတယ်အဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အမှားရှိရင်လည်း sorry ပါအားလုံးကဲနော်